နုဿီယဆိုတာဘာလဲမနုဿီယဘယ်ကနေစပြီးပေါ်လာတာလဲဟိုမှမြင်နေကြလူကောင်းနဲ့ရှင်တိခန္ဓာကိုယ်လားအရင်ဆုံးမနုဿီယဆိုတဲ့စကားလုံးကိုရှင်းပြပါမယ်မနုဿီယဆိုတာပါဠိစကားလုံးဖြစ်ပြီးတော့မနုနဲ့တိဟကိုပေါင်းထားတာဖြစ်ပါတယ်မနုကလူဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီးတော့တိဟဆိုတာကတော့ရှင်တိဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်မနုဿီယရဲ့ပုံစံကတော့ရှင်တိကောင်းနဲ့လူခန္ဓာကိုယ်နောက်တစ်ခါလူကောင်းနဲ့ရှင်တိခန္ဓာကိုယ်ဆိုပြီးတော့နှစ်မျိုးယူဆလို့ရပါတယ်ချမ်းစာတွေထဲကအတိုင်းဆိုလို့ရှိရင်ရှင်တိကောင်းနဲ့လူခန္ဓာကိုယ်ကပို့ပြီးတော့တင့်လျော်ပါတယ်အပြင်မှာတကယ်တွေးရတာကတော့လူကောင်းနဲ့ရှင်တိခန္ဓာကိုရုပ်ထုတွေကိုပဲတွေးရပါတယ်မနုဿီယနဲ့ပတ်သက်ပြီးတော့ဝိနည်းထကရာကျမ်းထဲမှာပြဆင်ထားတာဖို့ပြောပြပါမယ်ဟေကျမ်းထဲမှာရှင်သောနာနဲ့ရှင်ဥဒ္ဒတို့နှစ်ပါးခါတူဝနာဘုံမီကိုတာနာပြုဖို့ထွက်ရောက်လာကြပါတယ်။အဲဒီချိန်တုန်းကရှင်ဘရင်ရဲ့နန်းတော်ထဲမှာမွေးလာတဲ့ကလေးတိုင်းကိုဒုံရီယာကနေတက်လာပြီးတော့ဘလူးမတွေကလာပြီးတော့စားကြပါတယ်။မရေနဘရောက်လာတဲ့နေ့ကမင်းသားတစ်ပါးမွေးဖားပါတယ်။လူတွေကမရေတွေကိုမြင်တဲ့အခါမှာဘလူးရဲ့အပေါင်းပါဖြစ်မယ်ဆိုထင်ပြီးတော့ရက်နဲ့ကူစီနဲ့မထေရီကိုတတ်ဖို့ဝိုင်းလာကြပါတယ်မထေရီကလည်းအားကြောင့်လက်နဲ့ကူစီနဲ့လာကြတယ်လေလို့မေးတဲ့အခါမှာရှင်မင်းနန်းတော်မှာမွေးတဲ့ကလေးတိုင်းကိုဘလူးတွေလာပြီးတော့စားကြပါတယ်တင်တို့ကဘလူးတွေရဲ့မိတ်ဆွေဖြစ်မယ်လို့ပြန်ပြီးတော့ဖြေပါတယ်အဲဒီကမှမထေနှစ်ပါးကငါတို့ကဘလူးတွေရဲ့မိတ်ဆွေတွေမဟုတ်ပါဘူးဘလူးတွေရဲ့ပေါင်းပါတွေမဟုတ်ပါဘူးအဲ့ဒါရဟန်းနေတာဖြစ်ပါတယ်ဆိုပြီးတော့ပြန်ပြီးတော့ဖြေချလိုက်ပါတယ်အဲ့လိုမျိုးစကားပြောနေတဲ့ချိန်မှာပဲဘလူးတွေကဘလူးပေးတဲ့ထင်းနဲ့မွေးလာတဲ့ကလေးကိုစားဖို့အတွက်ရောက်လာကြပါတယ်ဘလူးတွေကိုမြင်တော့လူတွေကကြောက်လန့်ပြီးတော့អော်ကြပါတယ်အဲ့ဒီချိန်မှာပဲမထေရဘလူးထဲနှစ်ဆကြီးတဲ့ခတ်တာကိုဖန်ဆင်းပြီးတော့ဘလူးတွေကြောက်လန့်ပြီးပြေးသွားအောင်ဒါလှုပ်ပေးလိုက်ပါတယ်အဲ့ဒီနောက်မှာမထေရဘာဘေးသန့်တွေကိုဓမ္မစာရတုဟောကြားပြီးတော့တရဏဂုံဒီတွေခဲ့ပါတယ်ဒီဝိနည်းထာကရာကျမ်းတဲ့အတိုင်းဆိုရင်ဘလူးတွေတဲ့နှစ်ဆကြီးရဲ့ခန္ဓာကိုယ်ကိုဖန်ဆင်းပြီးတော့ဘလူးတွေကိုနှင်ထုတ်ခဲ့တာဖြစ်ပါတယ်ဟဲ့နှစ်ဆကြီးတဲ့ခန္ဓာကိုယ်ကဘလို့ပုံပန်းတန်တန်ဆိုတာကတော့မပါပါဘူးသာသနာ့လင်္ကာရဇာတန်းထဲမှာတော့တမျိုးပြောထားပါတယ်အဲ့ဒီထဲမှာတော့ဘလူးမဥစုရောက်လာတဲ့အတွက်ကြောင့်လူတွေကကြောင်းညွန်ပြီးတော့အော်ရင်းရတယ်မထေရဘာကလည်းကြောက်မက်ဖွယ်ထန်ထန်ရှိတဲ့ချင်းတစ်နဲ့တူတဲ့ခေါင်းတစ်လုံးရဲ့ခန္ဓာကိုယ်နှစ်ခုရှိရဲ့မနုဿီဟာပုံသဏ္ဍာန်နဲ့အရေးအတွက်နှစ်ဆထောင်ဖန်ဆင်းပြီးတော့ဘလူးတွေကိုလိုက်ပြီးတော့ဖန်တဲ့ထဲဘလူးတွေကလည်းကြောက်ပြီးပြီးသွားကြပါတယ်အဲ့ဒီနေ့မှာမွေးဖွားတဲ့ပင်သားငယ်ကိုလည်းတောနုတ္တရာဆိုပြီးတော့နာမည်ကြီးပေးလိုက်ကြပါတယ်အဲ့ဒီထဲကနေစပြီးတော့ဘလူးရန်ကနေအလုံးကင်းသွားကြပါတယ်သာသနာဝန်သားကျမ်းထဲမှာတည်းပဲဘလူးကတွေလာတာကိုမြင်တဲ့အခါမှာလူကကြောက်လန့်ပြီးတော့အုံငူကြတယ်မထေရကလည်းကြောက်စရာကောင်းတဲ့ချင်းတီဦးကောင်းတဲ့ခေါင်းတစ်လုံးကိုနှစ်ခုရှိတဲ့မနုဿီဟအသွင်ကိုဖန်ဆင်းပြီးတော့ဘလူးနဲ့ဖောင်းပါတွေကိုခြောက်လန့်ပြီးတော့နှင်းထုတ်လိုက်ကြပါတယ်သာသနာလင်္ကာရစာတန်းနဲ့သာသနာဝန်သားကျမ်းနေတဲ့အတိုင်းဆိုလို့ရှိရင်မနုဿီဟရဲ့ပုံစံကချင်းတိကောင်းတဲ့ခန္ဓာကိုယ်နှစ်ခုဆိုတဲ့ပုံစံဖြစ်ပါတယ်။ချမ်းစာတွေထဲကအတိုင်းဆိုလို့ရှိရင်ချင်းတိကောင်းတဲ့လူခန္ဓာကိုယ်နှစ်ခုဆိုပြီးပြထားပါတယ်။ချမ်းစာတွေထဲကအတိုင်းဆိုရင်မနုဿီဟဆိုတာရှင်သောနာနဲ့ရှင်ဥဒ္ဒရာဆိုတဲ့မထေရနှစ်ပါးကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ချမ်းစာတွေထဲမှာပါတဲ့မနုဿီဟရဲ့ပုံမှန်တန်တန်ကတော့ချင်းတိကောင်းတဲ့လူခန္ဓာကိုယ်ဖြစ်ပါတယ်အပြင်မှာတွေ့ရတဲ့မနုဿီယယုတ်တုတွေကတော့လူကောင်းတဲ့ချင်းတိခန္ဓာကိုယ်ဖြစ်ပါတယ်အခုအကြောင်းအရာတွေကဆရာတော်ရှင်ကေလာသရဲ့ဓမ္မမေးပြီးပေါင်းချုပ်စာအုပ်ထဲကမနုဿီယနဲ့ပတ်သက်ပြီးတော့ရေးသားထားတဲ့အကြောင်းအရာတွေကိုပြန်ပြီးတော့တင်ပြတာဖြစ်ပါတယ်ဒီဗီဒီယိုကကြည့်ရှုနေတဲ့အတွက်အကျိုးတစုံတရာရှိမယ်ဆိုတာကိုယုံကြည်ပါတယ်
အဆုံးထိနားထောင်ပေးတဲ့အရောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေကိုလည်းပဲဆက်ပြီးတော့အားပေးဖို့တောင်းဆိုချင်ပါတယ်